တုတ်ချင်းတနတ်ကိုတနတ်ချင်းရှင်းမယ်လို့လည်းပြောပါတယ်တမတော်သားအမိတမတော်သားအပါအမိန်နာခံမှုပြောပါတယ်တနတ်ဆိုတာကမိုးပေါ်ထောင်ပြီးပြစ်စရာမဟုတ်ဘူးပြောပါတယ်အစိုးမြင်ဝါဒရှိတဲ့ပစိန်ယုစံကျင်မယ်လို့ပြောပါတယ်အချုပ်ချတည်ရန်မှုဖက်ဒရယ်စနစ်ချင်းစရာမလိုဘူးပြောပါတယ်တရုတ်ဆိုတာကပေါက်ဖို့ဆွေမျိုးကျေးဇူးရှင်လို့ပြောပါတယ်တိုင်းပြည်တစ်ပြည်လုံးဝဲသေးအောင်လို့ပတ်စံတွေဖြတ်သိမ်းခဲ့တယ်တို့တွေဆန္ဒပြချိန်မှလည်းတက်တွေခေါ်ပြီးဆုံးမတယ်တို့လုံးကြုံရဲ့စိုးရိမ်စရာမို့ချင်းအောင်နေတဲ့ထဲလို့တိုက်ပေးပါတယ်စွမ်းအင်တွေကပြည်တွင်းမှာပို့လို့ရောင်းနေလို့လည်းပြောပါတယ်ကိုအိမ်မှာပဲပြောင်းနိုင်တွေထုံးမိတွေပိတ်ထားပြောပါတယ်ကားတွေအမြန်လမ်းမောက်တာလဲတရေတွေကြောင်းလို့ပြောပါတယ်ကျွေးချင်နိုင်မှုထမင်းကိုတနက်ပဲစားပါလို့လည်းပြောပါတယ်ပန်းတွေဆိုင်ပြီးရောင်းကအသက်ငွေရတယ်လို့လည်းပြောပါတယ်တိုင်းပြည်ကြောက်ထဲမကြအောင်ကဲနဲ့သမိုင်းဝင်တဲ့တန်သက်စိတ်ယုံများပါကွယ်တိုင်းပြည်တစ်ပြည်လုံးဝဲသေးအောင်လို့ပတ်စံတွေဖြတ်သိမ်းခဲ့တယ်တို့တွေဆန္ဒပြချိန်မှလည်းတက်တွေခေါ်ပြီးဆုံးမတယ်တို့လုံးကြုံရဲ့စိုးရိမ်စရာမို့ချင်းအောင်နေတဲ့ထဲလို့တိုက်ပေးပါတယ်ဒါတွေဟာတာဒါတွေဟာတာစမဆိုင်ဖို့အတွက်လည်းတွေပေးရောက်စားဖို့ယူမယ်ဒီလည်းနဲ့တော့တောင်များပေးရောက်စားဖို့ယူမယ်တွင်တွင်နဲ့တတ်တူများပေးရောက်စားဖို့ယူမယ်ကြောင်မြတ်နဲ့တန်ဝေလေပေးရောက်စားဖို့ယူမယ်ဟာတာ